ပြီးခဲ့တဲ့ chapter အဆုံးမှာဂျာယန်နေကဘော်ဒါတွေပြန်ဆုံတဲ့အနေနဲ့တောက်ကြမယ်ဆိုပြီးပါတီပွဲကျင်းပဖို့လုပ်နေကြတာကိုတွေ့ခဲ့ရတယ်။ဒါပေမဲ့အခုတော့လုံးဝတိတ်ဆိတ်ငြိမ်သက်သွားပါပြီ။ Elbaf တင်ပေါ်နာကနေကပ်ပြီးလိုက်လာတဲ့တောက်ဆန်ဆန်နီပေါ်ကဂျင်ဘေရဲ့အဆိုအရဆိုရင်လူဖီဟာဗက်ကဖောင်ကိုမကယ်လိုက်နိုင်တဲ့စိတ်နဲ့ဘယ်လို့မှမပြောနိုင်ပဲဖြစ်နေတာပါ။ဗက်ကဖောင်ကိုကယ်ထုတ်ဖို့ကသူ့ရဲ့အဓိကပန်းတိုင်ဖြစ်တဲ့အပြင်ကျွန်တော်တို့သိတဲ့အတိုင်းလူဖီကဗက်ကဖောင်ကိုတော်တော်လေးသဘောကျခဲ့တာဆိုတော့အခုလိုဖြစ်သွားတာမထူးဆန်းဘူး။ Frankie ကလည်းကိုရိုဆေး9ယောက်အမရယ်တယောက် Cypher 0 agent အနေနဲ့ရေတက်စစ်တင်ပေါ်မြောက်များစွာကိုကြော်ပြီးအခုလိုထွက်ပြေးလာနိုင်တယ်ဆိုတာကန်ချမာကမျက်နှာသာပေးလို့တာဖြစ်ကြောင်းပြောလိုက်ပြီးဂျင်ဘေကလည်းဒါကိုထောက်ခံလိုက်တယ်။ဒါပေမဲ့ဇိုရိုကတော့လူဖီကိုအခုလိုတွေဖြစ်နေတာမြင်လို့တော့မကောင်းဘူး။ယွန်ကိုတယောက်အနေနဲ့အဖိုးကြီးတယောက်တေတာကိုအခုလောက်ကြီးခံစားနေကြမလို့ပါဘူး။ဆိုပြီးပြောလိုက်တယ်။ဇိုရိုပြောတာကအတိတ်ပဲလုံးဝမရှိတာတော့မဟုတ်ဘူး။တခြားယွန်ကိုတွေအပြင်အစိုးရတွေနဲ့ပါ One Piece ကိုပြန်လို့ရမယ့်အခြေအနေကိုရောက်နေတာဆိုတော့အခုကနေစပြီးကိုလက်အောက်ခံကိုအတိကိုတငယ်ချင်းတွေတည်တယ်ပြောက်တယ်ဆိုတာတေချာပေါက်ရှိလာတော့မှာပဲ။အဲ့တော့တယောက်တေသွားတိုင်းဘာမှမလုပ်နိုင်မကိုင်းနိုင်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ်ဆိုရင်ရှေ့ဆက်သွားဖို့ကမလွယ်ဘူး။ဒါပေမဲ့အမှန်တမ်းပြောရရင်ဒီလိုစကားမျိုး Straw Hat တယောက်ရဲ့ပါဇက်ကနေထွက်လာမယ်လို့တကယ်မထင်ထားတာပါ။လူဖီစီမှာအခုလိုမျိုးစိတ်ရှိနေလို့လဲ Straw Hat တစ်ဖွဲ့လုံးအသက်ရှင်နေတာမဟုတ်လား။ငါကဘာကောင်ဖြစ်နေလို့ဘာကိုတော့ခယူးမဆိုင်ဘူးဆိုတဲ့စိတ်မျိုးလူဖီစီမှာရှိနေမယ်ဆိုရင်အခုဒီစကားကိုပြောနေတဲ့ဆိုလိုတော့အသက်ရှင်နေမှာမဟုတ်ဘူး။ကျွန်တော်ကတော့အိုဒါအခုလိုလှုပ်ထားခြင်းရဲ့နောက်ွယ်မှာအကြောင်းပြချက်ကောင်းကောင်းရှိနေပါစေလို့ပဲမျှော်လင့်နေ။ကာအီနူဟာဖုန်းကနေတဆင့်အပြေရာနဲ့ Seraphine တွေကိုတင်ခေါ်ခဲ့လက်နက်သက်ဆင်ထားတဲ့ CBs တွေနဲ့ Mark 3 Pacifista ကိုတော့ဆိုပြီးအမိန်လမ်းပေးနေတာကိုတွေ့ရတယ်။စကားကိုအဆုံးထိမကြားလိုက်ရတာကြောင့် CBs တွေနဲ့ Pacifista တွေကိုဘာလုပ်ကြမလဲဆိုတာကိုတော့မသိလိုက်ရဘူး။အဲ့အချိန်မှာပဲစောစောက Lapo Face ပေါ်မှာရှိနေတဲ့ Rob Lucci နဲ့ Kakuro ကရေတပ်တင်ပေါ်တစ်ခုပေါ်ရောက်လာကြတယ်။ Cypher 4 agent တယောက်က Stacy ရောလို့မေးလိုက်တာကို Lucci ကရန်သူတက်လို့တေးပြီးဆိုပြီးပြန်တုံ့ပြန်လိုက်ပြီး Kaku ကတော့မျက်နှာပြက်နေတာကိုတွေ့ရမှာပါ။ကျွန်တော်ကတော့ Lucci ပြောတယ်လို့ Stacy ကိုတေးပြီးလို့လုံးဝမထင်ဘူး။စဉ်းစားကြည့်လိုက်ရင် Lapo Face ထဲမှာရှိနေတဲ့ Stacy အနေနဲ့မိဘေးကိုကြောက်စရာမလိုတဲ့အပြင်ဂိုရိုဆေးတွေရဲ့ရန်လည်းမရှိတခြားရေတပ်သားတွေအားလုံးကအောက်မှာဆိုတော့တေမဲ့လန်းကလုံးဝမရှိဘူး။နောက်ပြီး Stacy ကလည်းလူဖီရိုဘက်ကဆိုတော့ Drop Boy ရဲ့ဟာကီနဲ့အစိုးရဘက်ကလူတွေမေ့လဲနေတော့ကျွန်းကနေအသားလေးထွက်ပြေးလာလို့ရတယ်။ Rob Lucci ကလူစိတ်ဝင်ပြီးတမင်လွတ်ပေးလိုက်တာမျိုးကဖြစ်နိုင်ချေတော်တော်လေးကိုနဲပေမဲ့လုံးဝမဖြစ်နိုင်တာမျိုးတော့မဟုတ်ဘူး။ဒီနေရာမှာ Lucci တို့နဲ့တချို့တော့ Cypher 4 agent တွေပြန်ထလာတာမှန်ပေမဲ့တခြားကြည့်လိုက်မယ်ဆိုရင် Cypher 4 agent အများစုကမောက်နေသေးတာမလို့တကယ်တမ်းမှလာပါပြီဆိုတဲ့လူတွေပဲတတိပြန်ရသေးတာလို့ယူဆလို့ရတယ်။အဲနောက်မှာတော့စစ်တင်ဘော်တစ်ခုပေါ်မှာစကားပြောနေတဲ့စေထန်နဲ့ Vice Admiral တို့အုပ်စုကိုလိုက်ပြထားပြီးတယ်။စေထန်ကတော့သူတို့ဟာလူချင်တာအားလုံးကိုရခဲ့ကြောင်းပြောပြနေတာကိုတွေ့ရမှာပါ။အဲ့ဒါတွေကတော့ Vega Pang York, Panrocon နဲ့ Power Station တို့ပဲ။ဒီသုံးခုကိုသိမ်းပိုက်နိုင်ခဲ့တဲ့အကျိုးဆက်ကတော့ War Government တို့အနေနဲ့ Mother Flame ကိုအကန့်အသတ်မရှိစိတ်ကြိုက်ထုတ်လို့ရသွားပါပြီ။ဒါကြောင့် War Government ဒါစိတ်ပါမယ်ဆိုရင်မကြခင်အချိန်အတွင်းမှာကဘာအနှံ့ကကျွန်းပေါင်းများစွာကိုလုံးဝပျောက်ကွယ်သွားအောင်လုပ်နိုင်တော့မှာဖြစ်တယ်။စေထန်ရဲ့ပြောပုံအရဆိုသူတို့ကြုံခဲ့တဲ့ပြဿနာတစ်ခုကြောင့်တာမဟုတ်ရင်ဒီရလဒ်ကိုအောင်မြင်တယ်လို့သတ်မှတ်လို့ရမှာဖြစ်တယ်။အဲ့ပြဿနာကဘာလဲဆိုတာကိုတော့ခဏနေသိရမှာဖြစ်တဲ့အပြင်အဲ့ပြဿနာကြောင့်လည်းစေထန်အနေနဲ့အသက်ပေးရတဲ့အထိပြစ်ဒဏ်ခံရတော့မှာပါ။စေထန်ရဲ့ရှေ့မှာတန်းစီပြီးမှမတ်တက်ရက်နေကြတဲ့ Vice Admiral ကိုယောက်ကတော့လူဖီနဲ့ဘော်နီတို့လွတ်သွားတာကိုစေထန်ပြောတဲ့ပြဿနာလို့ထင်ပြီးစေထန်ကိုတောင်းပန်နေကြပါတယ်။ပြောရရင်တာမန်ဘက်စတာခေါ်ထက်အစပေါင်းများစွာတာတဲ့အင်အားနဲ့လာခဲ့တာတော့မစ်ရှင်ကိုမအောင်မြင်ဘူးဆိုပြီးမကြေမနက်ဖြစ်နေကြတာပါ။ပုံမှန်ဘက်စတာခေါ်မှာဆိုရင် Voice Admiral 9ယောက်စစ်တင်ပေါ်10စင်းပဲပါဝင်လာဆိုပေမဲ့ဒီတစ်ခေါက် Hack ဘက်စတာခေါ်မှာကြတော့ကိုရိုဆေး9ယောက် Admiral 1ယောက် Voice Admiral 9ယောက်နဲ့စစ်တင်ပေါ်စုစုပေါင်း120တောင်ပါဝင်ခဲ့ကြတာဖြစ်တယ်။အဲ့တော့အခုလိုအရှက်ရနေတယ်ဆိုတာကလည်းမထူးဆန်းပါဘူး။ဒါကြောင့်လဲ Voice Admiral တွေဟာသူတို့တာဝန်ကျေချင်တဲ့အတွက် Straw Hat တွေနောက်ကိုလိုက်ပြီး Elbaf ကိုတောင်းခွင့်ပေးဖို့စေထန်ကိုတောင်းဆိုလိုက်ကြတယ်။ဒါပေမဲ့စေထန်ကတော့ Elbaf အကြောင်းကိုမိထားလိုက်လို့ပြောပြီးသူတို့ရဲ့တောင်းဆိုချက်ကိုညှင်းဆန်လိုက်တယ်။ကမ္ဘာအတန်မာဆုံးတိုင်းပြည်လို့ခေါ်ခံရတဲ့ Elbaf ကိုအစိုးရအနေနဲ့တော်ရုံတွားထီလို့ရမှာမဟုတ်တဲ့အပြင် Elbaf ကရှိုင်းဆက်ပိုင်တဲ့ဆိုတာကိုစေထန်အနေနဲ့တေချာပေါက်တည်ထားမှာပဲ။အဲ့လိုကျွန်းတစ်ခုကိုရေတပ်တွေတွားတိုက်ခိုက်တယ်ဆိုတာကဂျိုင်းယန်စစ်တပ်ကြီးနဲ့ရောင်ကိုနှစ်ဖွဲ့ကိုစစ်ကြင်ညာတာနဲ့အတူတူပဲဖြစ်သွားမှာမလို့အခုလိုညှင်းဆန်ခဲ့တာဖြစ်လိမ့်မယ်။နောက်ပြီးသူတို့အမြင်မှာတော့ဗက်ကဖနဲ့အားလုံးကတည်သွားပြီမလို့ဘော်နီနဲ့လူဖီတို့အတွက်လောက်နဲ့မစွန့်စားချင်တာလဲပါလိမ့်မယ်။အဲ့လိုနဲ့စေထန်ကသူပြောတဲ့ကြောက်ဆုံးမှုဆိုတာလူဖီတို့လွတ်သွားတာကိုပြောတာမဟုတ်ပဲဗက်ကဖရဲ့ဗီဒီယိုထုတ်လွှင့်မှုအောင်မြင်သွားတာကိုပြောချင်တာဖြစ်ကြောင်းပြောပြလိုက်တယ်။အဲ့အချိန်ကျမှ Vice Admiral ရဲ့မျက်နှာဟာစိတ်ပြက်နေတဲ့ပုံစံကနေတခုခုကိုမေးချင်နဲ့တီးချင်တဲ့ပုံစံမျိုးဖြစ်သွားတော့တယ်။ Vice Admiral ကိုရောက်လုံးတီးချင်နေတဲ့အကြောင်းအရာကိုခဏနေကြရင် Vice Admiral တယောက်ကစေထန်ကိုမေးမှမလို့ဘာလဲဆိုတာကိုသိရပါလိမ့်မယ်။အဲ့နောက်မှာတော့ Straw Hat တို့ကိုဝင်ကူညီခဲ့တဲ့လူကအယုံကြရန်ကြီးဖြစ်နေ
တယ်ဆိုတာတကယ်ကို ironic ဖြစ်ကြောင်းဆက်ပြောတယ်ပြောရရင်စေထန်ကအာယွန်ဂျိုင်းယန်ကြီးပြန်ပေါ်လာမယ်ဆိုတာကိုလုံးဝမထင်ထားတာပါအဲ့ဒါကိုအကောင်အတိုင်းလှုပ်ရှားနေတာမြင်လိုက်ရတော့တော်တော်လေးအံ့ဩနေတာဖြစ်တယ်ဘာကြောင့်အခုလောက်အံ့ဩနေလဲဆိုတာကိုနားလည်ဖို့လွန်ခဲ့တဲ့နှစ်ပေါင်း200ကအဖြစ်အပျက်တစ်ခုစီကိုလိုက်ပြထားပြီးတယ်လွန်ခဲ့တဲ့နှစ်ပေါင်း200ဆိုတာတိကျတဲ့အတိုင်းအာယွန်ဂျိုင်းယန်ကြီးမရီဂျွတ်ကိုတိုက်ခိုက်ခဲ့တဲ့အချိန်ပါဒီမှာတော့တောင်းကျမ်းချင်တိုင်းတောင်းကျမ်းပြီးအားကုန်သွားလို့လုံးဝရက်တက်နေတဲ့အာယွန်ဂျိုင်းယန်ကြီးရဲ့စေထန်ရဲ့နဲ့သိပ္ပံပညာရှင်တချို့ကိုတွေ့ရတယ်ကျွန်တော်တို့သိတဲ့အတိုင်းစေထန်ရဲ့ယာထူးက Warrior God of Science and Defense ဖြစ်တဲ့အပြင်သူကိုယ်တိုင်လည်းသိပ္ပံပညာရှင်တစ်ယောက်ဆိုတော့ကြည်ရတာအစိုးရလက်အောက်ကသိပ္ပံပညာရှင်တွေနဲ့သိပ္ပံနဲ့ဆိုင်တဲ့အရာတွေကိုသူကိုယ်တိုင်တာဝန်ယူကြီးကြပ်ရပုံပေါ်တယ်အခုလည်းအာယွန်ဂျိုင်းယန်ကြီးကိုဖျက်ဆီးလိုက်ဖို့အထက်ကအမိန့်ပေးထားကြောင်းသိပ္ပံပညာရှင်တွေကပြောနေပြီးဒါကိုစေထန်ကဘာမှစိတ်မပူနဲ့ဖြစ်လာတဲ့ကိစ္စတွေအားလုံးကိုငါတာဝန်ယူမယ်ငါပြောတယ်လို့စက်ရုပ်ကြီးကိုတေချာလိလာကြဆိုပြီးမှအမိန့်ပေးလိုက်တယ်အာယွန်ဂျိုင်းယန်ဟာ Voice Century ကတည်းကရှိခဲ့တဲ့အရာတစ်ခုဖြစ်တာကြောင့်ဒါကြီးကိုဖျက်ဆီးဖို့အမိန့်ပေးလိုက်တာကအီမူပဲဖြစ်လိမ့်မယ်ဒါပေမဲ့စေထန်ကအဲအမိန့်ကိုလိလျူရှုပြီးသိပ္ပံပညာရှင်တွေကိုစံတက်ခိုင်းခဲ့တာပါဒီလိုလောက်ခိုင်းရခြင်းရဲ့အဓိကအကြောင်းပြချက်ကလည်းဒီလိုစက်ရုပ်ကြီးကိုအကောင်အတိုင်းဖြစ်အောင်ပြင်ဆင်နိုင်မယ်ဆိုရင်ဒါကအစိုးရအတွက်အားထားရဆုံးစစ်အင်အားတစ်ခုဖြစ်လာမှာမလို့ပါပဲဒါကိုကြားတဲ့သိပ္ပံပညာရှင်တွေကလည်းအခုလိုအခွင့်အရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုစက်ရုပ်ကြီးကိုဖျက်ဆီးလိုက်ရင်နှမျောစရာအရန်ကောင်းပါလို့ပြောရင်ကျင်းနေကြတာကိုတွေ့ရတယ်ဒီမတိုင်ခင်မှာတိထားတဲ့လောက်ဆိုရင်ကိုရိုဆေးတွေကအာယွန်ဂျိုင်းယန်ကြီးကိုဖျက်ဆီးဖို့အမိန့်ပေးခဲ့တာဖြစ်ပြီးဒါကိုသိပ္ပံပညာရှင်တွေကခိုးကြောင်ခိုးဝှက်ဖွက်ထားခဲ့တာပါဒါပေမဲ့တကယ်တမ်းမှာတော့စေထန်ကဒါတွေအားလုံးရဲ့ကျိုးကင်သူဖြစ်နေတယ်လို့ပြောရမှာပေါ့နောက်ပြီးလွန်ခဲ့တဲ့နှစ်ပေါင်း200တုန်းကပုံစံနဲ့လက်ရှိပုံပန်းတွင်ပြင်ကချွတ်ဆွတ်တူနေတာကိုကြည့်လိုက်ရင်စေထန်အနေနဲ့ Voice Century ကတည်းကအသက်ရှင်ခဲ့တာမဟုတ်ရင်တော့မတီမျိုးတယောက်ဆိုတာတေချာသွားပါပြီအဲ့လိုနဲ့လက်ရှိအချိန်ကိုပြန်ရောက်လာပြီးစေထန်ရဲ့အတွေးထဲမှာဒီစက်ရုပ်ကြီးကနှစ်ပေါင်း200လုံးတစ်စက်ကလေးမှလှုပ်ရှားမှုမရှိခဲ့တာတော့ Straw Hat Luffy ရောက်လာတဲ့အချိန်ကြာမှသူ့ကိုကာကွယ်တဲ့အထီလုပ်ခဲ့တဲ့ဆိုပြီးမေကွန်ထုတ်နေတာကိုတွေ့ရတယ်စေထန်နဲ့ကိုရိုဆေးတွေဟာ Voice Century ကတည်းကအသက်ရှင်ခဲ့ပါတယ်ဆိုပြီးတော်တော်များများကယုံကြည်နေကြပေမဲ့နီကာနဲ့အာယွန်ဂျိုင်းယန်ကြားဆက်နွယ်မှုရှိတယ်ဆိုတာကိုတော့တိပုံမပေါ်ဘူးအဲနောက်မှာတော့ဒိုဘာမန်လို့ခေါ်တဲ့ Voice Emerald တယောက်ဟာအစိုးရရဲ့တစ္ဆာခံစစ်သားတယောက်အနေနဲ့မေကွန်လေးတစ်ခုမေးချင်ပါတယ်ဆိုပြီးမှတောင်းဆိုလိုက်တယ်ဟုတ်ပါတယ်ဒီမေကွန်က Voice Emerald တိုင်းမေးချင်ပြီးမဲ့စေထန်ကိုကြောက်လို့မျိုးတိတ်ထားတဲ့မေကွန်မှာဒါကိုဒိုဘာမန်ကသိချင်လွန်းလို့စွန့်စားပြီးဗက်ကဖန်ရဲ့ထုတ်လွှင့်မှုကကျွန်တော်တို့ရဲကြဆုံးမှုလို့ပြောခဲ့တယ်နော်ဒါဆိုသူပြောခဲ့တဲ့စကားတွေမှာအမှန်တရားတွေပါနေတယ်လို့ဆိုလိုတာလားဆိုပြီးမေးလိုက်တယ်စေထန်ကတော့ဘာမှပြန်မပြောဘဲသူ့အကြည့်နဲ့တင်ဒိုဘာမန်ကိုတွေးထွက်တန်ရုပ်ဖြစ်အောင်လုပ်လိုက်တော့တယ်ဒါကိုတွေးတဲ့အနာက Voice Emerald Guillotine ကတော့ဆရာဝန်ကိုတော့ခေါ်ကြဟိတယောက်ကိုပါရိုက်ပြီးမှနိုးလာခဲ့ဆိုပြီးမှအော်ပြောလိုက်တယ်ပုံမှန်ဆိုရင်ဆရာဝန်တွေကစစ်တပ်တစ်ခုမှာတိုက်ခိုက်နိုင်စွမ်းအနည်းဆုံးလူတွေဆိုတော့အခုချိန်ထိမနိုးသေးတာမထူဆန်းဘူးအဲ့လိုနဲ့အဟက်အပေါ်ကျွန်း Lapofis ပေါ်က Paracot ရှိရာနေရာကိုလိုက်ပြထားပြီးတယ်တွေ့ရတဲ့လောက်ဆိုရင်ကောင်းကင်တိမ်ထုတ်တဲ့စက်ယုံကနေထွက်လာတဲ့တိမ်တွေဟာ Lapofis စံတက်ဆောင်ထဲကိုဝင်လာနေတာဖြစ်တယ်ဒါကိုစံတက်ဆောင်ထဲမှာရှိနေတဲ့ York ကတတိထားမိသွားပြီးအခြေအနေမဟန်တော့ဘူးဘာကြောင့်တိမ်စက်ယုံကအထင်းအချုပ်မရှိပဲတိမ်တွေကိုထုတ်နေတာလဲဆိုပြီးမေကွန်ထုတ်လိုက်တယ်ပုံမှာဆိုရင်လဲစက်ယုံထဲကအဆက်မပြတ်ထွက်လာနေတဲ့တိမ်တွေဟာ Lapofis ပေါ်ကစံတက်ဆောင်နဲ့ Paracot ကြီးစီဦးတည်သွားနေတာကိုမြင်ရမှာပါ York ကလည်းသူ့ရဲ့နားက Rocket Launcher ကြီးကိုလမ်းယူလိုက်ပြီးတခုတော့နေရာကိုချိန်လိုက်တယ်သူပြောပုံအရဆိုရင်တော့ဒီလိုဖြစ်အောင်လုပ်လိုက်တဲ့လူဟာ Edison ပါဒါလည်းအတိတ်ပဲရှိတယ် Edison ကိုနောက်ဆုံးတွေ့ခဲ့ရတော့ကဒီတိမ်တွေကိုထုတ်တဲ့စက်ယုံထဲမှာတေခါကြီးပုံစံဖြစ်နေတာပါဒါကြောင့်လဲသူ့ကိုတေးပြီးလို့အားလုံးကယူဆခဲ့ကြတာပေါ့ဒါပေမဲ့ဒီတိုင်းဆိုရင် Edison အနေနဲ့ကျွန်တော်တို့ထင်ထားတာထက်အသက်ပိုရှည်ခဲ့ပြီးမတေခင်အချိန်လေးအတွင်းမှာအခုလိုဖြစ်အောင်ပြင်ဆင်ခဲ့တာဖြစ်လိမ့်မယ်အဲလိုနဲ့ York ဟာစိတ်တူတူနဲ့ Lapofis ရဲ့တနေရာကိုလမ်းပြစ်လိုက်တော့တယ်သူပြစ်လိုက်တဲ့နေရာမှာပါရှိနေလဲဘာကြောင့်ပြစ်တာလဲဆိုတာကိုအတိအကျပြောရခက်ပေမဲ့ကျွန်တော်အထင်ကတော့ York အနေနဲ့စက်ယုံကနေထွက်လာတဲ့တိမ်တွေကိုပြစ်မှတ်ထားခဲ့တာဖြစ်နိုင်တယ်ဘာကြောင့်ပြစ်လိုက်တာလဲဆိုတာကတော့ခဏနေဘက်ကဖောက်နေပြောမဲ့စကားနဲ့ဆက်ဆက်မှုရှိနေတာကြောင့်အဲကြရင်တခါတည်းရှင်းပြပေးတော့ပါမယ်နောက်ဆုံးမှာတော့ York ဟာအပေါ်ကိုမော့ကြည့်ပြီးတေစမ်းငါကတော့လက်စားခံလိုက်ရပြီသူဖန်ရော့ကော့ကိုယူသွားပြီလို့ပြောလိုက်တော့တယ်ဟုတ်ပါတယ်စောစောက Lapofis ပေါ်ရောက်လာတဲ့တိမ်တွေဟာဖန်ရော့ကော့ကြီးကိုပင့်တင်အားနဲ့ဖြုတ်ယူပြီးကောင်းကင်ပေါ်တည်သွားတာဖြစ်တယ်ဘက်ကဖန်ကတော့တစ်ခုပြီးတစ်ခုလှုပ်ပြနေတော့ပါပဲနောက်ပြီးအစိုးရအနေနဲ့ York Paracot နဲ့ Power Station 3ခုကိုတင်ပိုက်နိုင်ခဲ့လို့ကျေနပ်နေကြတာကိုစောစောကတွေ့ခဲ့ရတယ်ဒါပေမဲ့အခုတော့အဲ3ခုထဲကတစ်ခုကိုဆုံးရှုံးလိုက်ရပြီလို့ပြောရမှာပါဒါပေမဲ့အဲ့လိုပြောလို့အစိုးရက Mother Flame ကိုထုတ်ယူလို့ရတော့မှာမဟုတ်ဘူးလို့ပြောချင်တာမဟုတ်ဘူးဘာကြောင့်အခုလိုပြောနိုင်လဲဆိုတာကိုတော့ခဏနေတွေ့ရပါလိမ့်မယ်အဲနောက်မှာတော့ Mary Joyce က Celestial Dragon နေဘယ်လိုပြဿနာတွေကိုကြုံတွေ့နေရလဲဆိုတာလိုက်ပြထားပြီးတယ် Mary Joyce ပေါ်မှာတယောက်တစ်ပေါက်နဲ့စူညံပွက်လော်ရိုက်နေကြတဲ့ Celestial Dragon တွေကိုတွေ့ရတယ်တချို့တွေကတော့ Vega Punk ရဲ့ဗီဒီယိုထဲကစကားတွေကမဖြစ်နိုင်ဘူးအကာအီ
ပြည်သူကလည်းပူမာလွတ်သွားတဲ့ကိစ္စကိုဘာမှမလုပ်သေးဘူးလားကဘာကြီးပင်လက်ရေအောက်ရောက်တာငါတို့ကိုတက်ရောက်မှုရှိမှာမဟုတ်ဘူးဆိုပြီးကဘာအနှံ့ကပြဿနာတွေကိုစောတကားတက်နေကြတာပါနောက်တနေရာမှာတော့ Celestial Dragon တယောက်ကသူစားနေတဲ့အစားအစာနဲ့ပတ်သက်ပြီးပြဿနာရှာနေတာကိုတွေ့ရတယ်ပြဿနာရှာရဲဆိုတာကလည်းအမဲသားစားချင်တယ်လို့ပြောတာကိုနားဟင်းချက်ကျွေးလို့ပါတယ်စဖိုမူကတော့သူတို့ရဲ့စားတောက်ကုန်တွေမရှိတော့တာကြောင့်ရှိတာကိုအကောင်းဆုံးဖြစ်အောင်ချက်ကျွေးတာဖြစ်ကြောင်းပြောပေမဲ့ဒါကို Celestial Dragon ကဒီလိုကိစ္စတွေကြားလောက်မကြားဘူးဆိုပြီးစဖိုမူကိုတန်းတန်းနဲ့ပြစ်တက်လိုက်တယ်မှတ်မိကြလား Revolutionary Army Marie George ကိုဝင်တိုက်တုန်းကအဲ့မှာရှိနေတဲ့ကျွန်းနေကိုလွတ်ပေးခဲ့တဲ့အပြင်သူတို့ရဲ့တူလောင်ထားတဲ့စားနပ်ရိက္ခာတွေကိုဖျက်ဆီးခဲ့တယ်လေဒါအပြင် Ivankov ရဲ့အဆိုအရ Revolutionary Army ဟာ Marie George စီသွားတဲ့စားနပ်ရိက္ခာတင်ပေါ်တွေကိုတတ်နိုင်တဲ့လောက်လိုက်ဖျက်ဆီးနေတာဖြစ်တယ်တခုမှတ်မိရမှာက Marie George ဆိုတာကိုစားတဲ့ဟာကိုကိုယ်တိုင်စိုက်ပျိုးမွေးမြူတဲ့နိုင်ငံမဟုတ်ဘူးစိုက်စရာနေရာလည်းရှိမှမရှိပဲဟုတ်သူတို့တွေမျိုးစို့နေကြတဲ့အစားအသောက်တွေက World Government အဖွဲ့ဝင်နိုင်ငံတွေအခွန်အနေနဲ့ပေးထားတာဖြစ်တယ်တင်ထားတာတွေကိုဖျက်ဆီးသွားတဲ့အပြင်ပို့ဆောင်ရေးလမ်းကြောင်းကိုပါအသက်နိုင်ဆုံးပိတ်ပင်ထားတာဆိုတော့ Celestial Dragon တွေအနေနဲ့ Ivankov ပြောတယ်လို့ပဲစာလောင်မွတ်သိမ်းမှုရဲ့တန်ကိုခန်းစားကြရတော့မှာပါလက်ရှိမှာလုံးလုံးကြီးငတ်ပြတ်နေတာမဟုတ်ပေမဲ့အဲ့လိုအခြေအနေကိုရောက်ဖို့ကအများကြီးမလိုတော့ဘူးလို့ပြောလို့ရတယ် Marie George မြို့တွင်းတနေရာမှာဆိုရင်လည်း Celestial Dragon 4-5 ယောက်လောက်ကစုပြီးမှဒီကိစ္စကိုမကျေနပ်ကြောင်းပြောနေကြတယ် Celestial Dragon တယောက်ကတော့ဒီစားနဲ့ရိတ်ခါပြဿနာကတော်တော်ကြီးဆိုးလာပြီမနေ့ကဆိုရင်တနက်မစားရဘူးဒါအပြင်အစာပြေမုတ်လည်းစားခွင့်မရှိဘူးလို့စောတကားတက်နေပြီးနောက်တစ်ယောက်ကတော့အကြောင်းအရင်းကိုတေချာမသိပဲအခုလိုအခြေအနေထိဖြစ်အောင်လုပ်တဲ့တာဝန်ရှိသူကိုနှိမ့်ဆက်ရမယ်ဆိုပြီးမှပြောနေတာကိုတွေ့ရတယ်ဒီကောင်တွေဒီလောက်လေးခံစားနေရတာကိုတော့ကဘာပြတ်တယ်လို့ဖြစ်နေကြတာဝါနိုပီတူတွေလို့တလနေလို့တခါမစားရတဲ့အဖြစ်မျိုးတာကြုံရမယ်ဆိုရင်ဘယ်လိုနေမလဲဆိုတာတော်တော်လေးသိချင်တယ်အဲ့လိုမြင်ကွင်းကိုတွေ့ရတဲ့နေ့ကတော့ One Piece fan တွေရဲ့အခြေနဲ့ဆုံးနေ့တွေထဲကတစ်ခုဖြစ်လာမှတေးချတယ်ဒါတွေဖြစ်နေတဲ့မလန်းမကန်းကဖန်ကြီးရရဲတိုက်ထဲမှာလည်းအရေးကြီးကိစ္စတစ်ခုကဖြစ်လို့နေတယ်အဲ့ကိစ္စက Room of Authority လို့ခေါ်တဲ့အာဏာရှင်အခန်းထဲကို God's Knight ခေါင်းဆောင် Figurine Garling ဝင်လာတဲ့အချိန်ကနေစဖြစ်တာပဲ Gorosei တွေနဲ့အဖိုးကြီးတွေစီကနေခွင့်ပြုချက်ရထားတဲ့လူတွေပဲဝင်ခွင့်ရှိတဲ့အခန်းထဲကို Garling ကခက်တီတီနဲ့ဝင်လာလို့ Gorosei တယောက်က Garling မင်းဒီမှာပါလာလောက်တာလဲဆိုပြီးမေးလိုက်တယ်ဒါကို Garling ကငါစီကိုအမေအတစ်တစ်ခုရောက်လာတယ်ဆိုပြီးပြန်တုံ့ပြန်လိုက်တယ်ဒီကိစ္စကို Gorosei တွေဘက်ကနေဝင်ကြည့်လိုက်မယ်ဆိုရင်၄ယောက်လုံးက Garling ကိုဘာအမိန့်မှပေးထားတာမဟုတ်ဘူးဒါကြောင့်လေ Gorosei ၄ယောက်က Garling ပေါက်တက်ကြီးရတွေရှောက်ပြောနေတယ်ထင်ပြီးဘသူစီကအမိန့်လဲမင်းစကားပြောတာကြည့်ပြောနော်ကို့အဆင့်ကိုလည်းမမေ့နဲ့အောင်ဆိုပြီးပြောကုန်ကြတယ်ဒါကို Garling ကယော့လို့ခေါ်တဲ့ဘက်ကဖန်ရှိတယ်လို့သိရတယ်အခုကနေစပြီးသူက Warrior God of Science and Defense ဖြစ်တဲ့ငါရဲ့ကြီးကြပ်မှုလက်အောက်မှာအလုပ်စလုပ်လိမ့်မယ်ဆိုပြီးပြောပြလိုက်တော့တယ်ဟုတ်ပါတယ် Garling ဟာစေထန်ရဲ့နေရာကိုအစားထိုးပြီး Gorosei တယောက်ဖြစ်လာခဲ့ပါပြီဒါကိုကြံတဲ့ Gorosei ၄ယောက်ကမယုံကြည်နိုင်ပဲဖြစ်နေကြတာကိုတွေ့ရမှာပါမယုံနိုင်ဘူးဆိုတာက Garling Gorosei ဖြစ်လာတာကိုပြောတာမဟုတ်ပဲစေထန်ကိုအခုလိုယာထုကနေဖယ်လိုက်မယ်လို့မထင်ထားတာကိုဆိုလိုတာပါအဲ့လိုနဲ့ Garling ဟာကဘာကြီးရမကြခင်ပြောင်းဆန်တော့မှာဖြစ်ကြောင်းဒါကြောင့်ကဘာကြီးကိုပိုကောင်းတဲ့နေရာအတူပို့ရအောင်ဆိုပြီးဆက်ပြောလိုက်ပါတယ် Figurine Garling Gorosei ဖြစ်သွားတာနဲ့ပတ်သက်ပြီးကျွန်တော်မှပြောချင်တာတွေအများကြီးရှိနေတယ်အခုလောက်ဆိုရင်တော်တော်များများရဲ့အတွေ့အထဲမှာဒီလို Gorosei အပြောင်းအလဲကမကြခဏဖြစ်ဖူးတာလားဒီမတိုင်ခင်မှာရောဘယ်နှကြိမ်ဖြစ်ခဲ့ဖူးလဲဆိုပြီးမင်းနေကြမယ်ထင်တယ်ဒါတွေရဲ့အဖြေကမရှိသေးတာမှန်ပေမဲ့တည်ထားတဲ့အကြောင်းအရာတွေကိုအခြေခံပြီးကျွန်တော်ထင်တာတွေကိုပြပြပေးသွားမယ်ပထမတစ်ခုကတော့ဒီလိုပုံစံမျိုးဖြစ်တာဒါပထမအဦးဆုံးအကြိမ်မဟုတ်တော့ဘူးဘာကြောင့်ဆိုရင် Garling ကသူ့ဟာသူ Warrior God of Science and Defense ဖြစ်သွားပြီလို့ပြောပြီးချင်းမှာပဲဂျန်တဲ့ Gorosei တွေဟာအခြေအနေကိုနားလည်သွားတယ်အခုလိုမျိုး Gorosei အပြောင်းအလဲကတခါမှမဖြစ်ဘူးလွန်ခဲ့တဲ့နှစ်800ကတည်းကဒီ9ယောက်ကပဲ Gorosei ဖြစ်လာတာဆိုရင်ဘာလို့ဆိုလိုတာလဲစီထန်ကရောဘာဖြစ်သွားမှာလဲဆိုတဲ့မိကုန်းတွေကိုမေးကုန်ကြမှာပဲဒါမျိုးကိစ္စတွေကမကြာခဏဖြစ်လို့ရှိလားဆိုတဲ့မိကုန်းကိုဖြေရမယ်ဆိုရင်ကျွန်တော်ကတော့မထင်ဘူးပထမတစ်ချက်ကတော့ Original Gorosei 9ယောက်လုံးဟာလွန်ခဲ့တဲ့နှစ်200ကတည်းက Gorosei တွေဖြစ်ခဲ့မှန်းတည်ထားရတယ်အဲ့တော့ Gorosei အပြောင်းအလဲမဖြစ်တာအနည်းဆုံးနှစ်200တိတိကြာခဲ့ပါပြီနောက်ပြီးဒီလိုပုံစံမျိုးမကြာခဏဖြစ်လို့ရှိတယ်ဆိုရင် Garling ဝင်လာကတည်းကကျန်တဲ့4ယောက်ဟာအခြေအနေကိုတည်ထားပြီးသားဖြစ်နေရမှာပါပြောရရင်မကြာခဏမြင်ရလေးရှိတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားတာကိုအခုလိုအံ့ဩနေစရာမလိုဘူးဟုတ်တယ်မလားဒါကြောင့်ကျွန်တော်အနေနဲ့ခံမှန်းရမယ်ဆိုရင်အတိတ်မှာတော့ကလည်းအခုလို Gorosei အပြောင်းအလဲရှိခဲ့ဘူးမယ်ဒါပေမဲ့အလွန်ဆုံးဖြစ်ခဲ့ရင်တော့တစ်ယောက်2ယောက်လောက်ပဲလက်ရှိတည်ထားရတဲ့အချက်အလက်နည်းနည်းလေးနဲ့ခံမှန်းရတာဆိုတော့မားကောင်းမားနေနိုင်ပါတယ်နောက်တစ်ခုရှိတာကအခုဆို Garling ဟာ Gorosei ဖြစ်သွားပြီဆိုတော့သူ့နှုတ်ကို God's Knight Supreme Commander နေရာကိုဘယ်သူဝင်မှာလဲဆိုပြီးမေးစရာပေါ်လာတယ်တော်တော်များများကတော့ Shanks နဲ့တူတဲ့ဘဲကိုအဲ့ရာထူးဆက်ခံမယ်လို့ခန့်မှန်းနေကြပြီးကျွန်တော်လည်းဒါကိုတော်တော်လေးဖြစ်နိုင်တယ်လို့ထင်တယ်အော်ဒါနဲ့ပြောဖို့မိတော့မလို့ Gorosei ရဲ့နာမည်တွေမှာဂျိုရီရဲ့နာမည်တွေပါပြီးတယောက်ချင်းစီကဂျိုတစ်ခုကိုကိုစားပြုရဲဆိုတာသိကြတယ်မလားအခုဆိုရင် Garling က Gorosei ဖြစ်လာခဲ့ပြီမဲ့လို့အဲ့အစင်အလာကပြတ်သွားပြီလို့ပြောလို့ရတယ်ဒါပေမဲ့တစ်ခုမိုက်တာရှိတယ် Garling ရဲ့နာမည်ကဂျိုရီနဲ့ဘာမှမဆိုင်ဘူးဆိုပေမဲ့သူ့ရဲ့သပင်ကိုဘေးရ
ကနေကြည့်လိုက်မယ်ဆိုရင်လချမ်းလိုဖြစ်နေပြီးအရှိကနေကြည့်မယ်ဆိုရင်ကျဲလိုဖြစ်နေတာကြောင့်ဂျိုတစ်ခုနေရာကိုလတာမှမဟုတ်ကျဲနဲ့အစားထိုးလိုက်တယ်လို့ပြောလို့ရသွားမယ်ဂါလင်းကိုရိုဆေးဖြစ်လာတာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးကတော့တန်တာရီထဲကဘာအကောင်အဖြစ်ပြောင်းနိုင်စွမ်းကိုရသွားမလဲဆိုတာပဲဥဒါအနေနဲ့ကိုရိုဆေးရီယာမွန်စတာဖောင်တွေကိုတန်တာရီပေါင်းစုံထဲကအကောင်ကြီးတွေကိုအခြေခံထားတာဆိုတော့လက်ရှိအခြေအနေနဲ့ခန့်မှန်းဖို့ကမလွယ်သေးဘူးဒါပေမဲ့ chance က North Standard ကြီးနဲ့ပတ်သက်ဆွနွယ်မှုအများကြီးရှိနေတာကြောင့်သူ့အဖေဖြစ်လာနိုင်တဲ့ဂါလင်းကလည်း North Standard ကြီးထဲကအကောင်တကောင်အဖြစ်ပြောင်းတာမျိုးကိုမြင်ရနိုင်ချေရှိတယ်ဂါလင်းကိုရိုဆေးဖြစ်လာတာကိုလည်းအကြာကြီးပြောပြီးပြီဆိုတော့အစားထိုးခံလိုက်ရတဲ့စေထန်တယောက်ဘာတွေဖြစ်မလဲဆိုတာတွားကြည့်လိုက်ရအောင်အဲ့လိုနဲ့စောစောကမှစေထန်နဲ့ Vice Admiral တို့ရှိနေတဲ့ရေတက်စစ်တင်ဘောစီကနေစိတ်စေတန်အဆင်ပြေရလားသူဘာတွေဖြစ်နေတာလဲဆိုတဲ့အတန်တွေကိုကြားနေရတဲ့တင်ဘောထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာတော့စေတန်ဟာဒူးထောက်ပြီးလေဘေးညစ်ခံထားရတယ်လို့အသက်ရှူကျက်နေတာကိုတွေ့လိုက်ရတယ်နောက်ပြီးသူခန္ဓာကိုယ်ကနေလည်းအနက်ရောင်မီးခိုးလိုအရာတွေထွက်နေပါသေးတယ်ဒါကိုအနီးကပ်ကြည့်နေကြတဲ့ Vice Admiral တွေထဲကဂီယိုတင်းနဲ့အာဘန်တို့ကတော့စေပညာရှင်တွေကိုတွားခေါ်ဖို့အမိန့်ပေးနေကြပြီးဒေါကတော့ဘာမှမလုပ်နိုင်ပဲတအံ့တော်နဲ့ရက်ကြည့်လို့နေပါတယ်ထူးထူးဆန်းဆန်း Development Day ဟာကီတွေကိုနေရာတကာမြင်နေရတဲ့ကဘာကြီးမှာတော့အခုလိုပုံစံကိုတခါမှမတွေ့ဖူးကြတာကြောင့်ဘာလို့ဘာကန်ရမလဲမသိဖြစ်နေတဲ့ Vice Admiral တွေကိုအပြစ်သွားတင်လို့လည်းမရဘူးတကယ်လည်းဘာမှလုပ်လို့မရတာဒါကြောင့်လဲစေထန်ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုပြီးမေးခွန်းထုတ်နေကြတာပေါ့အဲ့လိုနဲ့စေထန်ရဲ့အခြေအနေကပိုဆိုးလာပြီးသူခန္ဓာကိုယ်တစ်ခုလုံးနဲ့ဒီသက်ဆုပ်ယူခံလိုက်ရတယ်လို့ပိန်လီပါချက်လာခဲ့တယ်အဲ့အချိန်မှာစေထန်ဟာလူတစ်ယောက်ကိုသူ့ရဲ့စိတ်ထဲကနေမဖြစ်နိုင်ဘူးလုံးဝမဖြစ်နိုင်ဘူးငါဆိုပြီးပြောလိုက်တာကိုတွေ့ရတယ်စေထန်ရဲ့ခန္ဓာကိုယ်ကနေအနက်ရောင်အငွေ့တွေထွက်သွားပြီးတဖြည်းဖြည်းပိန်တစ်ထပ်ပိန်လာတာကိုတွေ့တော့ Vice Admiral တွေအားလုံးကလည်းတော်တော်ကြီးကိုအံ့ဩကုန်ကြတယ်ကမ္ဘာအာဏာအရှိဆုံးအတန်မာဆုံးပါဆိုတဲ့လူတွေကိုအခုလိုဖြစ်အောင်လုံနိုင်တဲ့လူရှိတာလားဆိုပြီးတွေးနေကြမှာပဲနောက်ဆုံးမှာတော့စေထန်ကအီမူဆာမလို့ခေါ်လိုက်တာကြောင့်စေထန်ကိုအခုလိုဖြစ်အောင်လုပ်နေတဲ့လူဟာအီမူဆိုတာတီးလိုက်ရတယ်အီမူကလည်းစေထန်ကိုစိတ်ကနေတဆင့်စေထန်စထရဟတ်တွေလွတ်သွားချင်းရဲ့နောက်ွယ်မှာ Joy Boy ရှိနေခဲ့တယ် Joy Boy အခုလိုကူညီလို့ရအောင်လုပ်ပေးခဲ့တာကလည်းမင်းပဲဆိုပြီးပြောလိုက်တော့တယ်တကယ်တော့အီမူဟာလူဖီတို့လွတ်သွားတာကိုစိတ်တုန်နေတာမဟုတ်ပဲအဲ့လိုလွတ်သွားအောင် Joy Boy ကကူညီပေးနိုင်ခဲ့လို့ဂိုရိုဆေးတယောက်ရဲ့အသက်ကိုနှုတ်ယူလောက်တဲ့အထိဒေါသထွက်နေတာပါစဉ်းစားကြည့်လိုက်ရင် Joy Boy အနေနဲ့လူဖီတို့ကိုကူညီနိုင်ခဲ့တယ်ဆိုတာအဓိကအယွန်ဂျိုင်းရဲ့အမတ်ကြောင့်ဖြစ်နေပြီးအယွန်ဂျိုင်းရဲ့အခုချိန်ထိရှိနေသေးတယ်ဆိုတာကလည်းစေထန်ကြောင့်ပဲဒါကြောင့်အီမူကဒါတွေအားလုံးကိုစေထန်အပေါ်အပြစ်ပုံချခဲ့တာဖြစ်တယ်အကယ်၍ Joy Boy ကြောင့်တာမဟုတ်ပဲတခြားလူတယောက်ကြောင့်လူဖီတို့လွတ်သွားခဲ့တယ်ဆိုရင်ကျွန်တော်အထင်အီမူအနေနဲ့ဒီလောက်ထိအပြစ်ပေးမှာမဟုတ်ဘူးဒါကိုကြည့်လိုက်ခြင်းအဖြစ်အီမူဟာ Joy Boy ကိုဘယ်လောက်တောင်မုန်းလဲဆိုတာအထင်သာကြီးမြင်ရတယ်ဒါကိုစေထန်ကတနာညာတာမှုရှိပါအောင်အဲ့လိုအစွမ်းမျိုးနဲ့လူတယောက်ဘာလို့နိုင်မလဲဆိုတာငါဘယ်လိုသိနိုင်မှာလဲဆိုပြီးတောင်းပန်နေတယ်ဒါကတော့ Joy Boy တုံးလိုက်တဲ့ကွန်ကွာရာဟာကီကိုညီညွတ်ပြီးမှပြောတာဖြစ်ဖို့များတယ်အတိအကျဆိုရင် Joy Boy ကသူ့ရဲ့ဟာကီကိုအခုလိုမျိုးတူလောင်ထားပြီးအနာဂတ်မှာပြန်တုံးလို့ရအောင်လုပ်တတ်တာကိုကျွန်တော်ဘယ်လိုသိမှာလဲဆိုတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်ရင်လဲလူဖီရဲ့နီကာအစွမ်းကိုညီညွတ်တာလည်းဖြစ်နိုင်တယ်ဘာကိုပဲညီညွတ်အီမူကတော့စေထန်ရဲ့တောင်းပန်စကားကိုဂရုမစိုက်ပဲအခြေအနေတွေကပိုဆိုးလာပြီးနောက်ဆုံးမှာစေထန်ရှိနေတဲ့တင်ဘောကိုအနက်ရောက်မိုးကြိုးကြီးတွေပါရောက်ချလာခဲ့တယ်အဲမိုးကြိုးကြီးတွေကြောင့်အနာက Vice Admiral တွေပါလွင့်ထွက်ကုန်တာကိုကြည့်လိုက်ရင်တော်တော်လေးအားပြင်းတဲ့မိုးကြိုးဆိုတာတိတာတယ်ငကိုကတဲ့ကပိန်လီနေပြီဖြစ်တဲ့စေထန်တယောက်မိုးကြိုးပစ်တာကိုပါခံလိုက်ရတာဆိုတော့နောက်ဆုံးမှာအယူ6ကြီးပဲကြံခဲ့တော့တယ်ဒီမတိုင်ခင်ကကိုရိုဆေးရီရဲ့လုံနိုင်စွမ်းဟာယွန်ကိုရီနဲ့တောင်ရှင်နိုင်လောက်တယ်လို့ထင်အောင်လုပ်ခဲ့ပြီးအခုကျတော့အဲ့လိုလူတယောက်ကိုအီမူကလက်ချောင်းလေးတောင်မလုပ်ပဲတက်ပြခဲ့တယ်ဆိုတာကိုတီချာစဉ်းစားကြည့်လိုက်ရင်တကယ်ကိုစက်တိန်ထစရာအဖြစ်ပြက်ပါတီချာရာကတော့ဒီအဖြစ်ပြက်ကြောင့်ကမ္ဘာအတန်မာဆုံးလူတွေထဲမှာပါပါတယ်ဆိုတဲ့ကိုရိုဆေးတွေဟာအီမူရဲ့ရုပ်တရုပ်အဆင့်ပဲရှိတယ်ဆိုတာကော့ကော့ကွန်ကွင်းကြီးမြင်လိုက်ရတယ်စေထန်ကိုဂါလင်းအစားထိုးသွားတဲ့ဖြစ်ရတစ်ခုလုံးကိုခြုံပြီးမှပြောရမယ်ဆိုရင်တကယ်ကိုဘယ်သူမှမထင်ထားတဲ့အရာတစ်ခုဖြစ်လာတာမဲ့လို့အံ့ဩစရာကောင်းတာထက်ကိုပူပါတယ်ပြောရရင်အဟက်ကို perfect ဖြစ်နေပါပြီဒီထက်ပိုပြီးမှမကောင်းနိုင်တော့ပါဘူးဆိုပြီးအများစုကတတ်မှတ်ထားကြတာပါဒါပေမဲ့အိုဒါကတော့အားလုံးကိုမားကြောင်တက်တည်ပြလိုက်တယ်လို့ပြောရမှာပဲစေထန်လိုကောင်ကတော့တေးရင်လည်းကောင်းရမွန်ရကိုရောက်မှာမဟုတ်တော့ rest in peace လို့ပြောရင်လည်းဘာမှထူးမှာမဟုတ်ဘူးအဲ့တော့မင်းလုပ်ခဲ့တာတွေအတွက်ငရဲမှာရာတက်ပံပြန်ပေးဆက်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အဲ့နောက်မှာတော့စောစောက Island Cloud တွေရဲ့အကူအညီနဲ့ကောင်းကင်ပေါ်ရောက်လာတဲ့ Paragon အဆောက်အုံထဲမှာဘာတွေဖြစ်နေလဲဆိုတာလိုက်ပြထားပြီးတဲ့တွေ့ရတဲ့လောက်ဆိုရင် Paragon ကနေအတန်တွေထွက်နေတာဖြစ်ပြီးအဲ့အတန်တွေကလည်းကျွန်တော်တို့အားလုံးတေးပြီးလို့တတ်မှတ်ထားခဲ့ကြတဲ့ဘေကာဖန်ကိုပွားတွေရဲ့အတန်တွေပါအားလုံးကတေးပြီးလို့တတ်မှတ်ထားတယ်လို့ဒါပြောရတာပါတကယ်ရမ်းမှာဘေကာဖန်နဲ့အားလုံးတကယ်တေးပြီးလို့ယာနှုံးပြယုံကြည်နေတဲ့လူဆိုတာရှိမှမရှိပဲဘယ်လိုအသက်ပြန်ရှင်လာလဲဆိုတာကိုတော့မပြထားပေမဲ့တီချာရာကအကုန်လုံးအကောင့်အတိုင်းပြန်ဖြစ်နေပါပြီရှာကာနဲ့ Atlas တို့ကတော့ York ကြောင့် Labo Fish ကိုတင်မလာနိုင်ခဲ့တာဖြစ်ကြောင်းပြောပြီးမကြေမနက်တွေဖြစ်နေကြတယ်ချက်တာအစောပိုင်းမှာတော့ငါ York ဟာသူ့ရဲ့အမြောက်နဲ့တခုခုကိုချိန်ပြီး
မှပြစ်လိုက်တာတွေ့ခဲ့တယ်မလားအဲ့ဒါကတခြားတော့မဟုတ်ဘူးတိန်နေနောက်ကိုလက်ပိုဖီစန်တက်ဆောင်ကြီးပါမှာတော့အောင်ကြားထဲကချိတ်ဆက်မှုကိုဖောက်ခွဲဖျက်ဆီးခဲ့တာဖြစ်တယ်အဲ့လိုဖျက်ဆီးလိုက်လို့လဲအပေါ်ပိုင်းပဲပြက်ပြီးပါသွားတာလို့ပြောလို့ရတယ်ဒါပေမဲ့ဖိုက်တာကိုရက်ရဲ့အဆိုအရဆိုရင်ယော့ခါဖန်ရော့ကောနဲ့သူ့ကြားထဲကချိတ်ဆက်မှုကိုမဖျက်တော့ရသေးတဲ့အတွက်ဖန်ရော့ကောဘလောက်ဝေးတဲ့နေရာကိုပဲရောက်လှမ်းသုံးလို့ရနေအောင်မှာဖြစ်တယ်ဒါကြောင့်လဲအစိုးရရဲ့မာတာဖလိန်အစီအစဉ်ကလုံးဝပျက်စီးသွားတာမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တာပေါ့အဲ့ဒီစဉ်ကတော့ယော့အနေနဲ့ဖန်ရော့ကောကိုတုံးလို့ရနေသေးတာမှန်ပေမဲ့သူ့လက်ထဲမှာဒီတိုင်းကြီးမထားခဲ့နိုင်ကြောင်းပြောလိုက်တယ်ရှာကာရဲ့အဆိုအရဖန်ရော့ကောကြီးကိုလူသားတွေအတုံးမချနိုင်သေးတဲ့၍သူတို့ပဲတင်ထားကြမှာဖြစ်ပြီးအဲ့လိုအချိန်ရောက်လာဖို့နောက်ထပ်အနည်းဆုံး200ကြာအောင်မှာပါနောက်ပြီးတကဘာလုံးအမြင်မှာဘက်ကဖတ်နေအားလုံးကတည်ပြီးသားဖြစ်နေပြီးမလို့သူတို့တွေအနေနဲ့လူမြင်ကွင်းမှာရှောက်သွားနေလို့ရတဲ့အခြေအနေလည်းမဟုတ်ဘူးအဆိုးဆုံးကတော့ရန်ပုံငွေမရှိထောက်ပံ့တဲ့လူမရှိတဲ့အတွက်တီထွင်ဖန်တီးမှုတွေတခုမှလုပ်လို့ရတော့မှာမဟုတ်ဘူးလို့သိရတယ်တနည်းအားဖြင့်ဆိုရင်ဘက်ကဖန်ကိုပွားတွေအနေနဲ့မတည်သေးတာမှန်ပေမဲ့တည်ပြီးသားလူတွေလိုနေရတော့မှာပါဒါကြောင့်ဒီ4ယောက်ကိုအနာဂတ်မှာတော်ရုံနဲ့ပြန်တွေ့ရမှာမဟုတ်ဘူးအဲ့လိုနဲ့နောက်ဆုံးမှာတော့စကားပြောနေတဲ့ဒီ4ယောက်ကိုလိုက်ပြထားပြီးတယ်မဟုတ်သေးဘူးစိတ်လေးခုကခနာကိုတစ်ခုထဲမှာဝင်နေတာဆိုတော့တယောက်လို့ပြောရင်ပုံမှန်မလားဟုတ်ပါတယ်စောစောကစကားပြောနေတဲ့ဘက်ကဖန်ကိုပွား4ယောက်ဟာအဒီဇင်ရဲ့ကောင်းရှာကာရဲ့ခနာကိုပိုက်တာဂိုရက်စ်နဲ့အက်တလတ်တို့ရဲ့လက်ဆိုပြီးခနာကိုတစ်ခုထဲမှာပေါင်းနေကြတာဖြစ်တယ်ငကိုကတဲ့ကအရွယ်အစားချင်းတော်တော်ကွာတဲ့လူ4ယောက်ပေါင်းထားတာမလို့ဖြစ်လာတဲ့ပုံစံကလည်းတော်တော်ကြီးကိုကြည်ရဆိုးရလို့ပြောရမှာပါဘာကြောင့်အခုလိုပေါင်းနေဖို့ဆုံးဖြတ်ခဲ့လဲဆိုတာကတော့မိကွန်းထုတ်เสียပဲဘက်ကဖန်နေကမလို့အဲ့ရင်ဘာမှမလုပ်ကြတာကြောင့်ဒါရဲ့နောက်ွယ်မှာအကြောင်းပြချက်တော့ရှိနေမယ်လို့ထင်တယ်အဲ့လိုနဲ့ခနာကိုအစိပ်ပိုင်းတွေကိုတက်ပြီးသွားတဲ့အချိန်မှာတော့4ယောက်သားဘက်ကဖန်ဆက်တက်လိုက်တွေရဲ့အစိပ်ပိုင်းတွေကိုတင်ထားရနေရကနေပြန်ထွက်လာခဲ့ကြတယ်အတလတ်ကတော့ရုပ်ရဲ့ခနာကိုအစိပ်ပိုင်းကိုပြစ်လိုက်ရအောင်လို့ပြောလိုက်ပြီးနောက်တစ်ယောက်ကလည်းဟုတ်တယ်ကြောက်စရာကြီးလို့ပြန်လိုက်တယ်နောက်ဆုံးမှာတော့ဘက်ကဖန်တို့ဟာဝက်ဒါရီယာမှာရှိနေတဲ့ဟာရာဒစ်ကိုဖုန်းလမ်းဆက်လိုက်ပြီးအဖိုးကြီးကလည်းဘက်ကဖန်လားမင်းတည်သွားပြီထင်နေတာလို့ပြန်ပြောလိုက်တယ်ကျွန်တော်အထင်ကတော့ဘက်ကဖန်တို့ဟာဖန်ရော့ကော့ကြီးကိုဝက်ဒါရီယာကောင်းခင်ကျွန်းသားမှာတောက်ဖတ်ဖို့ပြင်ဆင်နေတာဖြစ်လိမ့်မယ်ကမ္ဘာအတော်ဆုံးသိပ္ပံပညာရှင်နဲ့ကမ္ဘာအတော်ဆုံးမိုးလေဝသပညာရှင်တွေတည်နေကြတယ်ဆိုတာအသိပဲတော့ရှိပါတယ်ဒီမှာပြောစရာရှိတာကဘက်ကဖန်ကိုပွားတွေအားလုံးအသက်ရှင်နေတာတွေ့ခဲ့ရပေမဲ့စတေလာဘက်ကဖန်ကိုတော့လုံးဝမတွေ့ခဲ့ရဘူးနောက်ဆုံးမှာတော့ Revolutionary Army တွေရဲ့အခြေချစခန်းဖြစ်ရာကမာဘက်ကကျွန်းကိုလိုက်ပြထားပေးတဲ့ကျွန်းပေါ်ကတော်လိုင်းရင်တပ်သားတွေကလည်းဘက်ကဖန်ရဲ့ထုတ်လွှင့်မှုကိုနားထောင်ပြီးဘာတွေဖြစ်တော့မှလဲငါတို့တည်တော့မှလားငါကတော့ရေကူးတတ်တယ်မတည်ဘူးဆိုပြီးတယောက်တစ်ပေါင်းနဲ့ပြောနေကြတယ်ဘက်ကဖန်ကမိနစ်ပိုင်းလေးအတွင်းမှာတင်အရေးကြီးတဲ့အကြောင်းအရာပေါင်းများစွာကိုအဆက်မပြတ်ပြောသွားတာဆိုတော့တချို့တွေကတိကျနားမလည်ကြပုံပေါ်တယ်ဒါကြောင့်ကိုဝါလာကပဲတာဝန်ယူပြီး Voice Century အတွင်းမှာစစ်ပွဲကြီးတစ်ခုဖြစ်ခဲ့ကြောင်းအဲ့စစ်ပွဲမှာအင်ရှော့ဝပ်ပေါ်နေပါခဲ့ကြောင်းအဲ့လက်နက်တွေကြောင့်ပင်လယ်ရေဟာမီတာ200တိတိတက်လာခဲ့ကြောင်း One Piece ကိုရှာမဲ့လူဟာ Pirate King ဖြစ်လာမဲ့အပြင်ကဘာကြီးရဲ့အနာဂတ်ကိုဆုံးဖြတ်နိုင်စွမ်းကိုပါရတော့မှာဖြစ်ကြောင်းရှင်းပြလိုက်တယ်ကိုဝါလာနားမှာထိုင်နေကြတဲ့3ယောက်ကတော့ပင်လယ်အတီးတီးကိုတာဝန်ယူထားကြတဲ့ခေါင်းဆောင်တွေရဲ့လက်ထောက်တွေပါနောက်ပြီးဒီ panel ကိုကြည့်လိုက်မယ်ဆိုရင် Revolutionary Army ကတော်တော်လေးကိုလူဆောင်တက်ဆောင်ဖြစ်နေတာကိုတွေ့ရတယ်ဒါကြောင့် Dragon အနေနဲ့တခုခုလုပ်ဖို့ပြင်ဆင်နေပြီလားဆိုပြီးမေးခွန်းထုတ်เสียဖြစ်လာတယ်အထူးတက်ဖြစ်တွေ့ရတဲ့လောက်ဆိုရင်ပင်လယ်အတီးတီးရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ Ivankov, Belobati, Molly, Karasu, Limbat တို့အားလုံးရှိနေကြတာကြောင့်စစ်စင်ရေးကြီးမားမားတစ်ခုကိုမြင်ရနိုင်ချေရှိပါတယ်ကဘာကြီးပင်လယ်ရေအောက်ရောက်မယ်ဆိုတာကိုလည်းသိသွားရော Revolutionary Army ဟာတချို့တော့ဗဟိနီတွေရဲ့လေဝက်ချက်တွေကိုတတိထားမိသွားတယ်ဥပမာအနေနဲ့ Celestial Dragon တွေကကဘာအမြင့်ဆုံးနေရာဖြစ်တဲ့ Red Line ပေါ်မှာဘာကြောင့်တွားနေတာလဲ Tequila Wolf, Vodka Wolf, Ram Wolf, Bourbon Wolf တို့လိုအေယာမတသားကြီးတွေကိုလွန်ခဲ့တဲ့နှစ်900လုံးအချိန်ပေးပြီးဘာကြောင့်တိစောက်ခဲ့ကြတာလဲဆိုတဲ့မိကွန်းတွေရဲ့အဖြေတွေပေါ့ကြည်ရတာ Robin ရောက်သွားတဲ့ Tequila Wolf လိုတရားကတခြားပင်လယ်တွေမှာလည်းတစ်ခုစီရှိနေသေးတဲ့ပုံပေါ်တယ်တရားတွေရဲ့ရှေ့နာမည်တွေကတော့အရက်အမျိုးအစား၄မျိုးစီကနေယူထားတာပါကျွန်တော်ကိုကြည့်နေတဲ့လူတွေထဲမှာအသက်ပြည့်ပြီးသားယောက်ျားလေးတွေများတာဆိုတော့အများစုကတော့ကျွန်တော်မပြောပြလဲဒီနာမည်တွေနဲ့ယဉ်နေပြီးသားဖြစ်မှာပါဒီအချက်တွေကိုဆက်ပြီးတွေးမိသွားတဲ့အခါ Revolutionary Army ရဲ့ခေါင်းဆောင်တွေကတော်တော်လေးကိုအံ့ဩကုန်ကြတာကိုတွေ့ရတယ် Supreme Commander ဖြစ်သူ Dragon ကတော့သူ့လူတွေနဲ့အတူရှိမနေပဲနာအေးပါအေးရှိတဲ့နေရာတစ်ခုမှာအေးဆေးလေးစဉ်းစားချင်လို့ကန်ဆယ်တစ်ခုမှာတယောက်ထဲလာရက်နေတယ် Dragon ရဲ့အဆိုအရဘက်ကဖန်းရဲ့တတိပေမှုကြောင့်တော်တော်များများသောလူတွေဟာတကဘာလုံးအတွက်ဆိုတာထက်ကိုဘေးကင်းဖို့ဆိုတာကိုတွေးကြတော့မှာဖြစ်တယ်တနည်းအားဖြင့်ဆိုရင်ပင်လယ်ရေမြင့်တက်လာတဲ့ကပ်ဘေးကနေလွတ်မြောက်နိုင်မဲ့ကုန်းမြင့်ဒေသတွေကိုလူကြရင်အချင်းချင်းတက်ဖြတ်ကုန်ကြတော့မှာပါဒါတွေကိုကြိုမြင်နေတဲ့ Dragon ကတော့သူ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ငကိုကထက်မြန်စူးစမ်းရတော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တော့တယ် Dragon ရေ One Piece fan တွေလည်းမင်းတခုခုလုပ်ပြမှာကိုစောင့်နေကြတာစိတ်မရှိကြတော့ဘူးမင်းပြောသလိုလုံးစရာရှိတာလုပ်ပြလိုက်ပါတော့ဒါတွေဖြစ်နေတော့အတလက်စစ်ထိုးချက်ကြောင့်မိလဲသွားတဲ့လီလစ်ဟာလည်းတတိပြန်ရလာခဲ့ပါပြီဒါကိုမြင်တဲ့သူနာက short head တွေ
တွေကတော်သေးတာပေါ့အဆင်ပြေလားဆိုပြီးမေးမြန်းနေကြတယ်မလမကန်ကဥဆော့ကတော့တခုခုကိုပြင်နေပုံပေါ်တယ်ဒါပေမဲ့လီလစ်ကရှော့ဟက်တွေမေးတာကိုပြန်မဖြေပဲသူ့ရဲ့နားကနှကြက်လိုဆက်စီကနေအတန်တခုထွက်လာတာကြောင့်ခလုတ်တစ်ခုကိုနှိပ်ပြီးနားထောင်လိုက်တယ်အဲ့အတန်ကဘာလဲဆိုတာကတော့ခဏနေသိရမှာပါအဲ့လိုနဲ့ရှော့ဟက်တဲ့ယောက်ကဂျိုင်းရဲ့တင်ပေါ်ထဲရောက်နေတာကြောင့်အရာအလုံးဟာအေယာမဖြစ်နေတာဖြစ်ကြောင်းသူတို့အနေနဲ့တခြားဘက်ကဖောင်းတွေကိုမကယ်နိုင်လိုက်ကြောင်းဒါကြောင့်အနူးညွန့်တောင်းပန်ကြောင်းလီလစ်ကိုပြောပြတယ်ဒါပေမဲ့လီလစ်ကဘာဆိုဘာမှပြန်မပြောတာကြောင့်နာမီဟာအတလတ်ကမင်းကောင်းကိုအားပြင်းပြင်းနဲ့ထိုးလိုက်တာဆိုတော့မင်းကောင်းမှုနေရင်မူးနေမှာဆိုပြီးဆက်ပြောလိုက်တယ်နာမီရဲ့အတွေ့အထဲမှာတော့အုံနောက်ထိပြီးကြောင်များကြောင်သွားတာလားပေါ့တကယ်တော့လီလစ်ကသူ့နှကြက်ထဲကအတန်ကိုအာယုံစိုက်ပြီးနားထောင်နေလို့ရှော့ဟက်တွေကိုပြန်မတုံ့ပြန်နိုင်သေးပဲဖြစ်နေတာပါနောက်ဆုံးမှာတော့အော်အဲ့လိုလားမဖြစ်သွားလဲဆိုတာအားလုံးကိုငါကြားပြီးပြီဆိုပြီးပြန်ပြောလိုက်တယ်ဟုတ်ပါတယ်အခုလေးတင်လီလစ်နားထောင်နေတဲ့အတန်ကဖြစ်ကြောင်းကုန်စင်ကိုရှင်းပြထားတဲ့ဗေကာဖန်တယောက်ရဲ့အတန်ပါဒါကိုမသိသေးတဲ့ဆန်ဂျီရိုကတော့ဘသူစီကနေကြားတာလဲဆိုပြီးမိကွန်းထုတ်ကုန်ကြတယ်ဖြစ်ပျက်သွားတာတွေကိုအကုန်မတ်မိသွားတဲ့လီလစ်ဟာနောက်ဆုံးမှာတော့ငါငိုချင်သေးတယ်ဆိုပြီးကလေးတယောက်လိုငိုချလိုက်တယ်အီဗောကိုကိုစားပြုတဲ့လီလစ်လိုလူတယောက်ကိုအခုလိုပုံစံနဲ့မြင်ရမယ်လို့မမျှော်လင့်ထားတဲ့ဦးဆော့ကတော့မင်းကရုံမာရက်ဆက်ပါတယ်ဆိုတဲ့တယောက်ရောဟုတ်ရဲ့လားဆိုပြီးမိကွန်းထုတ်လိုက်တယ်လီလစ်ကရုံမာရက်ဆက်ခြင်းကိုကိုစားပြုရဲဆိုပြီးမဲ့သူကတခြားလူတွေကိုထိခိုက်နာကျင်အောင်လုပ်မယ်အကြောင်းပြချက်မရှိဘဲဒုက္ခပေးမယ်ဆိုတဲ့စိတ်မျိုးတော့ရှိတာမဟုတ်ဘူးတခြားလူတွေကိုကြောက်သွားအောင်အပေါ်ယံချင်းချောက်တာလောက်ပဲလုပ်လို့ရှိတယ်ပြောရရင်လီလစ်ရက်ဆက်တယ်ဆိုတာစီကံရှိတယ်စထရဟတ်တဲမှာဆိုရင်နာမီနဲ့အနီးဆက်ဆုံးသွားသူမယ်အဲ့လိုနဲ့နောက်ဆုံးမှာတော့လီလစ်ကအကောင်အတိုင်းပြန်ဖြစ်သွားပြီးတော်တော်လေးပိုက်စာနေကြောင်းပြပြလိုက်တယ်အရင်ကတော့ရောက်တဲ့ယောက်ကပဲဘက်ကဖန်အားလုံးရဲ့စားတာတောက်တာဆွန့်ထုတ်တာအိဆက်တာတွေအားလုံးကိုတိုင်ခံပြီးမှလုပ်ပေးခဲ့တာပါဒါကြောင့်တခြားဘက်ကဖောက်နေကအဲ့ကိစ္စတွေကိုအာယုံစိုက်နေစရာမလိုခဲ့ဘူးဒါပေမဲ့အခုတော့လီလစ်နဲ့ဖန်ရော့ကောရဲ့ချိတ်ဆက်မှုကပြတ်တောက်သွားပြီးမဲ့လို့ဒါတွေအားလုံးကိုလီလစ်ကကိုယ်တိုင်လုပ်ရတော့မှာပါလီလစ်ပိုက်စာနေပြီလို့ပြောတော့ဘရုတ်ကအသီးတွေတင်ထားတဲ့စပွဲကိုလိုက်ပြပေးတယ်အဲ့စပွဲကိုတူရောက်နေတဲ့လူကတော့ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့လူဖီပါချော်ပါရဲ့အဆိုအရလူဖီဟာဖြစ်ပျက်သွားတာတွေကြောင့်စိတ်သက်တော်တော်ကြနေပြီးမစားနိုင်မတောက်နိုင်တဲ့စပစ်တီ9ခိုင်ကိုပဲစားနိုင်ခဲ့ကြောင်းသိရတယ်ဒါကတော့ချော်ပါရဲ့စကားကိုမြင်ချင်းကျွန်တော်ရဲ့ honest reaction ပါသူ့ခေါင်းလောက်ကြီးတဲ့စပစ်တီကို9လုံးတော့မဟုတ်ဘူး9ခိုင်တော့မှစားထားပြီးမစားနိုင်မတောက်နိုင်ဆိုတဲ့ပုံစံမျိုးလုပ်ပြတာကျွန်တော်တို့ရဲ့လူဖီပဲရှိမယ်စားစရာတွေအားလုံးအေယာမဖြစ်နေတဲ့ Abuff ကတော့လူဖီအတွက်တကယ်ကိုနှိပ်ပန်လိုမျိုးဖြစ်နေမှမြင်ရောင်သေးတယ်လူဖီစိတ်သက်ကြနေတာကိုတွေ့တော့လီလစ်ကစိတ်မပူပါနဲ့အားလုံးအဆင်ပြေတယ်ဆိုတာငါကြားခဲ့ပြီးပြီဆိုပြီးမှပြောလိုက်တယ်စန်ဂျီကဘာကိုကြားတာလဲလို့မေးတော့လီလစ်ကသူစောစောကငိုတယ်ဆိုတာဘေကာဖတ်နဲ့အားလုံးတည်သွားပြီလို့သင်ခဲ့လို့တာဖြစ်ကြောင်းတကယ်တော့လူတယောက်တည်တဲ့ရှင်တယ်ဆိုတာဘေးလူတွေရဲ့အမြင်နဲ့ပဲဆိုင်ကြောင်းပြပြလိုက်တယ်လူဖီတို့လိုလူတွေနားလဲအောင်ပြောရမယ်ဆိုရင်တော့ဘေကာဖတ်နဲ့တယောက်မှမတည်သေးဘူးဒါကိုကြားတဲ့ဆော့ဟတ်တွေအားလုံးဟာတော်တော်လေးအံ့ဩကုန်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ဖတ်ရှုသူတွေအတွက်ကတော့ဒီကိစ္စကအလောက်ကြီးအံ့ဩစရာတော့မဟုတ်ဘူးဘေကာဖတ်တည်သွားခဲ့တဲ့ကဒီအဖိုးကြီးအသက်ရှင်နေသေးတာလားတကယ်ရောတည်ရဲ့လားဆိုတဲ့တန်တရားစိတ်တွေဝင်အောင်ဦးတာကမကြာခဏလုပ်ခဲ့တာအားလုံးလည်းအတိပဲဒါကြောင့်လဲဘေကာဖတ်တကယ်တည်သွားမှအံ့ဩစရာဖြစ်နေမယ်လို့ပြောခဲ့တာပေါ့ဘယ်လိုနီးနဲ့အသက်ရှင်နေသေးလဲလို့မေးရင်ဖြစ်နိုင်ခြေကအများကြီးရှိရဆိုပေမဲ့လီလစ်ကတခြားဘေကာဖတ်နေရခန္ဓာကိုယ်တွေကိုပြန်တီဆောက်ပြီးအခန္ဓာကိုယ်တွေထဲတူးမညံကိုထည့်ပေးလိုက်တာမျိုးကကျွန်တော်အထင်အဖြစ်နိုင်ဆုံးပဲလူတယောက်ကိုမမေ့သေးတဲ့၍အဲ့လူကမတည်ဘူးဆိုတာကြားဖူးလားငါတို့တွေဘေကာဖောင်းကိုမမေ့သေးရင်သူလည်းမတည်ဘူးဆိုတဲ့ပုံစံမျိုးတော့လောက်လာမှာမဟုတ်ဘူးကျွန်တော်ကတော့အနည်းဆုံးစတက်လာဘေကာဖောင်းကိုပုံစံတစ်မျိုးမျိုးနဲ့ပြန်တွေ့ရမယ်လို့ယုံတယ်အဟဲအတရှောက်လုံးလူတိုင်းထက်3-4ကွက်လောက်ကြုံမြင်ခဲ့တဲ့စတက်လာဘေကာဖောင်းစီမှာကျွန်တော်တို့မတွေ့ရသေးတဲ့တခြားအကြံတွေပြင်ဆင်မှုတွေရှိနေအောင်မယ်ဆိုတာတော်တော်လေးကိုဖြစ်နိုင်ချေများတာပါရှော့ဟက်တွေကလည်းဘယ်လိုအသက်ရှင်နေသေးတာလဲတရေဖြစ်သွားတာလားဆိုပြီးတယောက်တစ်ပေါက်နဲ့မိကွန်းထုတ်နေကြပေမဲ့လီလစ်ကသူပြောပြလိုက်လေဟိုကောင်နေနားမလဲဘူးဆိုတာတီးလို့ငါပြောချင်တာကွာမင်းတို့ငါ့ကိုပေးထားတဲ့ဂတိတီးတယ်ဒါကြောင့်မှိုင်မနေနဲ့ဆိုပြီးလိုရင်းကိုပြောပြလိုက်တော့တယ်အဲ့အချိန်ကြာမှစိတ်သက်ကြပြီးပါတီပွဲတော်ကျင်းပဖို့စိတ်မပါတော့တဲ့လူဖီလည်းအကောင့်အတိုင်းပြန်ဖြစ်သွားတာပါအဲ့လိုနဲ့လူဖီကတင်ပေါ်ကုန်းဘတ်ပေါ်မှာတောက်စားနေကြတဲ့ဂျိုင်းယန်နေစီသွားပြီးကျေးဇူးတင်စကားပြောလိုက်တယ်ဂျိုင်းယန်နေကလည်းအေးမင်းပြန်ကောင်းသွားပြီလားဒါဆိုရင်စားတော့ကြမယ်လေဆိုပြီးသူတို့ရဲ့ပါတီပွဲကိုကျင်းပဖို့စတင်ပြင်ဆင်လိုက်တော့တယ်တောက်ကြမယ်ဆိုတာနဲ့လူဖီကအရင်ဆုံးတောင်ဆန်ဆန်နီးပေါ်မှာစောင့်နေတဲ့ဇိုရိုကိုတွားခေါ်လိုက်တယ် chapter 1118မှာရုံးကလူဖီကိုစားစရာတွေချပေးနေတဲ့ဂျိုင်းယန်စဖိုမူကြီးဟာဒီတစ်ကြိမ်လဲသူတယောက်တည်းစားစရာတွေကိုတိုင်ခံပြင်ဆင်ပေးနေတာတွေ့ရတယ်
Robin ကတော့ Abuff ကိုရောက်ရင်သူ့တငယ်ချင်းဖြစ်သူ Jaguar တီဆောကိုတွေ့ရတော့မယ်ဆိုတဲ့စိတ်နဲ့အပျော်လွန်ပြီး Chopper ကိုအတင်းဖတ်ထားလိုက်တယ်တတိထားမိကြလားအခုဆိုရင် Robin က Short Hat တွေထဲမှာကိုယ့်ရဲ့ role model ကိုပြန်တွေ့ရတဲ့ပထမဦးဆုံးလူဖြစ်လာတော့မှာပါ Robin အတွက်တော့ Saw နဲ့ပြန်တွေ့ရတဲ့အချိန်ကသူ့ဘဝမှာအပျော်ဆုံးဆိုတဲ့အချိန်တွေထဲကတစ်ခုဖြစ်လာမှာတေးချတယ်အဲ့လိုနဲ့ Dory က Luffy ကို One Piece ကိုရှာတွေ့တဲ့လူကကဘာကြီးကိုလောက်ခတ်နိုင်လိမ့်မယ်လို့ Vega ဖန်ကပြောသွားတယ်နော်ဒီတော့အဲ့ဒါကိုရှာတွေ့ပြီး Pirate King ဖြစ်လာမဲ့လူကဘယ်သူလို့ထင်လဲဆိုပြီးမေးလိုက်တယ်အဲ့ဒါကို Luffy ကဒီလိုမေးခွန်းကိုမေးရကောင်းလားဆိုတဲ့အကြည့်နဲ့ငါပင်လယ်ထဲကိုထွက်လာတယ်ဆိုတာဘာကြောင့်လို့ထင်နေလဲမင်းတို့ကငါ့ကိုကူညီမဲ့လူဖြစ်ဖြစ်တားဆီးမဲ့လူဖြစ်ဖြစ်ငါတော့ဂရုမစိုက်ဘူးဘာကြောင့်ဆိုရင်ငါကပဲပင်လယ်ဓမြဘရင်ဖြစ်မှာလေဆိုပြီးပြန်တုံးပြန်လိုက်တယ်။ Oda အနေနဲ့ Luffy ကိုဒီလိုစကားပြောခိုင်းနေဆိုတာအကြောင်းမေးတော့မဟုတ်နိုင်ဘူး။ Red Hair တွေနဲ့ Straw Hat တို့တွေ့တဲ့အခါတိုက်ပွဲဖြစ်မှာလားဒါမှမဟုတ်ငြိမ်ငြိမ်ချမ်းချမ်းနဲ့ဆရာတက်ပဲပြန်ဆောင်ကြတဲ့ပုံစံမျိုးပဲဖြစ်မှာလားဆိုတဲ့မေးခွန်းက One Piece fan တွေအဆွေးနွေးဆုံးအကြောင်းအရာတွေထဲကတစ်ခုလို့ပြောလို့ရတယ်။တချို့တွေကလည်း Shanks နဲ့ Luffy ဆိုတာဘာရန်ညိုးမှမရှိဘူးတိုက်ခိုက်စရာအကြောင်းဘာမှမရှိဘူးလို့ပြောကြပြီးတစ်ဖက်ကကြတော့လဲ Luffy က Shanks ကိုအနိုင်ယူပါမယ် Red Hair တွေကိုတာအောင်လုပ်ပါမယ်လို့ပြောထားတာကြောင့်တေချာပေါက်ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်လိမ့်မယ်လို့ယုံကြည်နေကြတယ်ကျွန်တော်ကတော့ဒုတိယလူအမျိုးအစားထဲမှာပါတယ်ဆိုတာကျွန်တော်ဗီဒီယိုတွေကိုပုံမှန်ကြည့်လာတဲ့လူတွေဆိုရင်ကောင်းကောင်းသိမှာပါဒါပေမဲ့လောလောဆယ်အခြေအနေအရဒီနှစ်ဖွဲ့ကြားထဲမှာထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်အကြောင်းပြချက်ကောင်းကောင်းရှိမနေဘူးအထူးတစ်ဖြစ် Giant Warrior Pirate တွေနဲ့ Straw Hat တွေဆိုတာတော်တော်လေးရင်းရင်းနှီးနှီးရှိတဲ့အဖွဲ့နှစ်ခုလို့ပြောလို့ရတယ် Giant Warrior Pirate တွေပြန်ပေါ်လာတယ်ဆိုတာတော့ Straw Hat တွေရဲ့ကျေးဇူးမကင်းဘူးဒီလိုတာမန်ထပ်ပိုတဲ့ဆက်ဆံရေးရှိနေတဲ့အဖွဲ့နှစ်ခုထိတ်တိုက်တိုက်ခိုက်ကြမယ်ဆိုရင်အကြောင်းပြချက်ကောင်းကောင်းကိုအစောကြီးကတည်းကပြင်ဆင်ထားရမှာမလို့မင်းတို့ကငါ့ကိုကူညီမဲ့လူဖြစ်ဖြစ်တားဆီးမဲ့လူဖြစ်ဖြစ်ငါကတော့ဂရုမစိုက်ဘူးဆိုတဲ့စကားကို Oda ကပြောခိုင်းခဲ့တာဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်အခုလိုလှုပ်ထားလိုက်တော့ဘာအကြောင်းပြချက်မှလည်းမရှိဘဲနဲ့ရုတ်တရက်ထားတက်ကုန်ကြတာအတိတ်ပဲလည်းမရှိဘူးဆိုပြီးပြောလို့မရတော့ဘူးပေါ့အဲ့လိုနဲ့နောက်ဆုံးမှာ Straw Hat တွေရဲ့ထုံးစံအတိုင်းလူစုံတက်စုံပျော်ပျော်ပါပါတောက်စားကြတော့တယ်အားလုံးဆိုတဲ့နေရာမှာ Straw Hat 10ရောက်အပြင်သူတို့နဲ့ပါလာတဲ့ Bonnie ဒီလင်းနဲ့ Straw Hat တို့နဲ့ခင်မင်ပြီးသားဖြစ်တဲ့ Giant ကြီး4ယောက်လုံးပါတာကြောင့်တကယ်ကိုတယောက်မှမကြံခဲ့ပါဘူးဒီတော့အတခုပြီးတိုင်းပါတီပွဲကြီးတစ်ခုကျင်းပတဲ့ Straw Hat တွေရဲ့ထုံတန်းအစဉ်လာကအခုချိန်ထိမပြတ်သေးဘူးလို့ပြောလို့ရတယ်နောက်ဆုံးမှာတော့စက်ကြောင်းပြောနေတဲ့လူကအဲ့လိုနဲ့ပဲတင်ပေါ်ကြီးနှစ်စင်းဟာအရှိမြောက်အရက်ကိုဦးတည်လာခဲ့ကြတယ်သူတို့ဦးတည်နေတဲ့နေရာကတော့ Giant နေနေတဲ့ပုံပြင်တွေထဲက Abuff တိုင်းပြည်ကြီးပဲဆိုပြီးပြောလိုက်တယ်အဲ့လိုနဲ့ပဲ Left တီးပြီးရင် One Piece fan နဲ့အမြင့်ချင်းဆုံးအမျော်လင့်ဆုံးဆိုတဲ့အိုက်ကိုရောက်လာခဲ့ပါပြီအနောက်မှာတော့ Straw Hat တွေအားလုံး Abuff တင်ပေါ်ပေါ်ရောက်နေတာကြောင့်တောင်ဆန်ဆန်းနီးကိုကျိုးနဲ့ချီပြီးဆွဲလာခဲ့တာကိုမြင်ရမှာပါချက်တာအဆုံးမတက်ခင် Abuff ကျွန်းရဲ့နေရာတစ်ခုကိုလိုက်ပြထားပြီးလူတစ်ယောက်ဟာကန်ဆယ်နာမှာအရက်ပလင်းကိုကိုင်းချောင်းချောင်းထိုင်ပြီးဒါဆိုရင်လာကြတော့လို့ပြောနေတာကိုတွေ့ရမှာပါဒီလူဘသူဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးလက်ရှိကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်ဖြစ်နိုင်ခြေက2ယောက်ရှိတယ်ဖြစ်နိုင်တဲ့လူစီကိုမတော်ခင်လုံးဝမဖြစ်နိုင်တဲ့လူကတော့ဂျာဂွာဒီဆော့ပဲဘာကြောင့်ဆိုရင်ဒီလူရဲ့ခန္ဓာကိုယ်တိဆောက်ပုံရောဝတ်စားစီရင်ပုံကပါစောနဲ့ဘာဆိုဘာမှမတူဘူးပြီးတော့ဂျိုင်းယန်နေကအခုလိုအုတ်ထုတ်မျိုးစောင်းလေးမရှိတာကျွန်တော်တို့လည်းအတိပဲကျွန်တော်ထင်တာမမှားဘူးဆိုရင်စောကအရက်တောက်တဲ့လူလည်းမဟုတ်ဘူးဒါကြောင့်စောဆိုတဲ့ဖြစ်နိုင်ခြေကိုတန်တရာကင်းကင်းနဲ့ဖယ်ထားလိုက်လို့ရတယ်နောက်ထပ်လူပြောများပြီးဖြစ်နိုင်ခြေမရှိတဲ့လူကတော့မီးအမှန်နဲ့လူပဲဒီလူကိုဘာကြောင့်ခတ်မှန်းကြလဲဆိုတာမသိပေမဲ့လက်ရှိမှာတိထားတဲ့လောက်ဆိုရင်မီးအမှန်နဲ့လူကနှက်မောင်နေတဲ့တင်ပေါ်တစ်စင်းနဲ့ရှောက်သွားနေတာလေအဲ့လိုလူက Abuff မှာပါလာလို့မှလဲနောက်ပြီး Shanks လည်းမဖြစ်နိုင်ဘူးကျွန်တော်တို့ရဲ့ hair တွေကိုနောက်ဆုံးတွေ့ခဲ့ရတော့က Abuff ကနေထွက်လာပြီးသူတို့တင်ပေါ်တဲ့တနေရာကိုဥတီသွားနေကြပါပြီဖြစ်နိုင်ခြေတွေစီကိုသွားရမယ်ဆိုရင်ပထမတစ်ယောက်က Roger ရဲ့ဘယ်လက်ယုံဖြစ်သူ Scorpa ကပန်းပဲ Roger ရဲ့ညာလက်ယုံကဇလန်ထဲမှာတော်တော်လေးအရေးပါခဲ့ပြီးဘယ်လက်ယုံကိုကြားတော့လက်ရှိအချိန်မှာလုံးဝကိုမတွေ့ရသေးတာကြောင့်တော်တော်များများကသူ့ကိုစောင့်နေကြတာပါသူတာဇလန်ထဲမှာပြန်ပါလာမယ်ဆိုရင်ဒီအချိန်ကအကောင်းဆုံးအချိန်ဖြစ်တာမလို့သူဖြစ်နိုင်တယ်ဆိုပြီးတော်တော်များများကခန့်မှန်းနေကြတာပါဖြစ်နိုင်တယ်ဆိုတာထက်ဖြစ်စေချင်ကြတယ်လို့ပြောရင်ပုံမှန်ပဲဖြစ်နိုင်ချင်နောက်တစ်ယောက်ကတော့မန်ဂါကာဗာတစ်ခုမှာ Crocus နဲ့အရက်အတူထိုင်တောက်နေတဲ့ဘဲကြီးတပွေပါအခုကျွန်တော်တို့မြင်နေရတဲ့အရေးကအဲကာဗာထိတ်ကလူနဲ့တော်တော်လေးဆင်နေတဲ့အပြင်အရက်တောက်တာချင်းလဲတူနေတယ်တခုရှိတာကအဲကာဗာထိတ်ကလူဟာစကောပါကပန်းပါလို့လုပ်ပြီးဒီဖြစ်နိုင်ချင်တစ်ခုကိုဖြစ်နိုင်ချင်တစ်ခုအဖြစ်ပေါင်းစည်းလိုက်တာမျိုးလဲဖြစ်လာနိုင်ပါသေးတယ်ကြည့်နေတဲ့လူတွေရောဒါကိုဘုသူအရေးလို့ထင်လဲဆိုတာ comment မှာပြောပြခဲ့ကြပါဦးကဲ CYN ပါပြန်တွေ့ကြတာပေါ့